တော့ကောင်းလို့ဒီလိုခေါ်ဘောတော့ကန်အောင်မရှင်းဘူးတော့ဒီလေကိုဘောတော့ကန်လိုက်အေးမရှင်းဘူးတော့ ကဲဘယ်လိုပဲတော့ ဘောတော့ကန်လေ တော့ကြတယ်စတော့ဆိုပြန်ကြ ဘုံဘုံလေးဘုံဘုံလေး အော်နေတို့တွေတလားဆန်ဖို့စီဖို့နဲ့နော်မီလာကနေနေတို့တွေတလားဘလောက်ကုန်နေများမှတ်နေလေ မင်းဒီနေ့မှအဲ့လိုပဲငယ်လို့ ငွေလည်းတကြတပြားတစ်ချက်မှရှိအောင် တော်လို့ဝါသနာပါတယ်လေကိုယ်ကပြောလို့ပြရစီ အဲ့ဒါနေတို့ပတ်စံနေလို့တွားရတယ်နေတို့ကျောင်းပွင့်နေနေတွေ့ရတယ် ကျောင်းကဘုံပြမှန်းတယ်တော်လို့အစမလေးတောင်းနေပြီ အဲ့သူတို့နေတို့ဆန်ဖို့ပဲတလောက်3သိန်းကျော်2သိန်းစီဖို့ပဲ2သိန်းကျော်3သိန်းနေတို့လွယ်ဖို့ကျောင်းစိတ်ပါရေးဈေးကတလောက်4သိန်းလောက်ကုန်ပြီ အမေကဘာပဲဖြစ်အမေပြင်းလာပဲဆိုပြောနေတော်လို့လည်းနည်းပါငဲ့အောင်တော်လို့လည်းမလုပ်ခဲ့ဘူး အော်ဒါပေမဲ့ငါတို့တွေမှာတလား4သိန်းကိုသိန်းကုန်ရပဲလေအိမ်သေးကြီး အဲ့ဟိုကအမေကမမေးချင်တာအမေကလည်းအဲ့ပတ်စံကြောင်ပြောနေ အမနေ့ရင်သွားကြ ရတော့တော့ပြောတော့ အင်္ဂါသေးလေ